enemy လောကမှာဆိုအကရင်ကိုဦးတက်တော့ရေးရတဲ့ခင်တမဆိုတာမသိတယ်လို့မရှိပါဘူးဒီဘက်က Marvel ကထပ်ပူလို့ကောင်းပါပဲသူ့ဇလန်းကြောင့်မှာဆိုလဲတခြားနာမည်ကြီး enemy တွေကိုလိုက်ဖြောင်းနေဟာတာလောက်တဲ့ fourth wall breaking ပရိသတ်တွေကိုစကားလမ်းပြောတာမျိုးစတဲ့နောက်တဲ့မူရင်းခင်တမရဲ့ series ရောရုပ်ရှင်တွေရောအရန်အောင်မြင်မှုပြင်းထန်ခဲ့တာပေါ့ဒီတော့သူတို့တွေစအချင်ထုတ်တာရေးရတယ်ငါတို့တွေပတ်စံလိုလာတဲ့ဒါကြောင့်ဒီခင်တမကို spin off ထုတ်ကြမယ်ဆိုပြီးဖြစ်လာတာတကယ်ငန်စားတယ်ဒါပေမဲ့ပြောရပါတယ်6နှစ်အကြာမှာခင်တမဇက်ကောင်တွေကိုတခြားဇလန်စတိုင်နဲ့အလွမ်းပြပြန်ကြည့်ပြီးပြန်ခွေရတာပေါ့ဗျာအခုထွက်လာတဲ့ spin off ဇလန်ကတော့ Gimbachi Sensi ရဲ့ရေမောစီယာစာတင်ကန်းဆိုတဲ့နာမည်အတိုင်းစာတင်ကန်းတွေကခင်တမဇက်ကော်တွေရဲ့အလွဲချော်ပေါက်ကရတွေကိုကြည့်ရမှာပဲဖြစ်ပါတယ်ဇလန်အစကခင်တမ series တွေက MC ကဒီ series ရဲ့ MC ကိုသူ့အမွေနှစ်တွေလက်လွဲဖေးရမျိုးတွေတခြား local name တွေကိုအဖောင်းထူတာတွေနဲ့အစာပြိုးထားပြီးအပိုင်းတိဇလန်ဆိုရင်လေသူတန်းတဲ့ကចောင်းသားတွေကိုဘာသာတစ်ခုခုမှအမရှိရတော့ဖြေခိုင်မဟုတ်ဆိုအချင်းပေါ်အတန်းတဲရမယ်အပြင်ဆရာထစ်တဲ့ဂင်ပချီကြီးကိုပါလာစာ20ရာခိုင်နှုန်းဖြတ်မယ်ဆိုလို့ဆရာနဲ့ចောင်းသားတွေဒီစာမေးပွဲကို80ရအောင်ဘလို့ဖြေမလဲတိုင်းပတ်ကြပုံတွေမြင်ရမှာပါဒီပုံစံတိုင်းဆိုရင်ကိုတပတ်ခွေနေရအောင်မှဖြေလို့အပတ်စဉ်တူစောင့်ကြည့်ကြဖို့ဖိတ်ခေါ်လိုက်ပါစေဗျဇကားကိုကြည့်ချင်တော့ comment မှာ high ရေးပြီးုံနဲ့ကြည့်လို့ရမယ် Telegram link ကိုပို့သွားပေးမှာဖြစ်ပါတယ် Telegram link ကိုဘာယုံမှာကြည့်လို့ရပါတယ် comment မှာလည်းထည့်ပေးထားပါမယ်ဗျကြည့်ချင်တဲ့ကမ်းများရှိရင် comment မှာ man ကဲပေးပါဗျ